booking ကြိုမတင်လို့ရှိရင်လှည့်ပြန်သွားလာရမယ့်အထီကိုလူကြိုက်အရန်များနေတယ်ပေါ့နော် online မှာလည်းနာမည်ကြီးနေတယ် Nay House by Grace ကိုခိုင်းကြအခုရောက်နေပါတယ် ။ဟာအများကြီးပဲ။ ဒီမှာကျတော့အမတို့ဒီ water ကနေပြီးတော့စပြီးတော့ပေါ့နော်ဒီ daily wood တွေရှိရဲဟုတ်ဈေးနှုန်းလေးတွေကလည်း2000ကျော်ကနေအစားရှိရဲ 2000ကျော်နေစားရှိရ ဈေးနှုန်းအစားရှိ ဒါလေးကြတော့တစ်ခါကဲ့ရင်ဘယ်လောက်ခံ တစ်လားလောက်ထိကအနည်းဆုံးခံတယ် ဒီမှာကြည့်လိုက်ပါခိုင်ဆိုအဓိကလုံးမဲ့အရာပေါ့နော်မျက်နှာတွေမကောက်တကူလုံးအဆောင်လုံးလို့ရရဲ့လက်သေးချေတယ်နောက်မျက်နှာပေါင်းတင်မလားနောက်ကိုယ်လုံးပိုင်းနောက်ပြီးလို့ရှိရင်ခုနပြောမျက်လုံးဒီမျက်ခုံးအကုန်ရမယ် ဟုတ်ကဲ့ရှင် နော်ဒီကိုလာမယ်ဆိုရင်ခိုင်ဆိုလိပ်စာလေးညွှန်းမယ်သူကရွှေပြည်သားမှာရှိတာအကြီးကြီးပဲစာကြီးကရွှေပြည်သားသူကဘေးနောင်လမ်းမကြီးပေါ်မှာပဲရှိတယ်ကားကြီး gate မှတ်တိုင်နဲ့နီနီလေးနောက်ပြီးမီတာယုံလေးမှာလည်းရှိတယ် Google Map နဲ့လာမယ်ဆိုတခါတည်းတဲနေရပဲရောက်လာမှာ booking ကြိုမတင်လို့ရှိရင်လှည့်ပြန်သွားလာရမယ့်အထီကိုလူကြိုက်အရန်များနေတယ်ပေါ့နော် online မှာလည်းနာမည်ကြီးနေတယ် Nay House by Grace ကိုခိုင်းကြအခုရောက်နေပါတယ်ခိုင်းကြကဒီနေ့ဘာလာလုပ်တာလဲသိလားဘဝမှာတသက်မှာတစ်ခါမှမလုပ်ဘူးတဲ့ underwater လာလုပ်တာနောက်ပြီးတော့လေ तू ကလေပေါင်းတင်တာကလေ तू မျက်နှာအနေမဟုတ်ဘူးနော်ဟိုလေတင်ပါပါဖြူအောင်ပေါင်းတင်လို့ရတယ်တဲ့တခါတည်းလှုပ်သွားလိုက်ရမလားဘာတွေရှိလဲတော့ခိုင်ကျတို့ပိုသိချာသိရအောင်လို့ခိုင်ကျုံနဲ့အတူတူသွားဆက်စုအောင်အထဲတွေကိုပြီးတော့လေဟိုမှာကြည့် booking တင်နေတဲ့သူတွေဖုန်းနံပါတ်အမကြည့်အဲ့ဒီမပြောတော့အကြီးပဲတွေ့လား booking ကြိုတင်နော်လာတော့မယ်မင်္ဂလာပါကဲခိုင်ကျလမ်းညုံမမေ့နေရသလားဒီကိုလာမယ်ဆိုရင်ခိုင်ကျလိပ်စာလေးညွှန်းမယ်သူကရွှေပြည်သားမှာရှိတာအကြီးကြီးပဲစာကြီးကရွှေပြည်သားသူကဘေးနောင်လမ်းမကြီးပေါ်မှာပဲရှိတယ်ကားကြီး gate မှတ်တိုင်နဲ့နီနီလေးနောက်ပြီးမီတာယုံလေးမှာလည်းရှိတယ် Google Map နဲ့လာမယ်ဆိုတခါတည်းတဲနေရပဲရောက်လာမှာဟောပါတွေ့ မင်္ဂလာပါရှင်ညီမလေးဟုတ်ဒီလေးကြလေးရရှင် အာအများကြီးပဲအလားလေးကြယူပြီးမယ်ခိုင်စု ဟုတ်ကဲ့ဟုတ် အမျိုးပေါင်းဘယ်လောက်ရှိမလဲတော်တော်များ မျိုးပေါင်းရာချီပြီးတော့ရှိရဲညီမလေးဒီမှာကျတော့အမတို့ဒီ water ကနေပြီးတော့စပြီးတော့ပေါ့နော်ဒီ daily wood တွေရှိရဲဟုတ်ဈေးနှုန်းလေးတွေကလည်း2000ကျော်ကနေအစားရှိရဲ 2000ကျော်နေစားရှိရ ဈေးနှုန်းအစားရှိ ဒါလေးကြတော့တစ်ခါကဲ့ရင်ဘယ်လောက်ခံ တစ်လားလောက်ထိကအနည်းဆုံးခံတယ် လုံးဝနော်ရှည်ရှည်ကြီးကြိုင်ဒီမှာကိုတော့အဲ့လိုမကတ်ဘူးဒါပေမဲ့အရှိကလှတော့လှတယ်နော်လောက်ထားတာ site ကိုအသေးရနေစားပြီးတော့အရှိကြီးထိရတယ် site မျိုးစုံ ဒီကာလာဆိုရင်9000ကျော်လောက်ထိရှိရဲညီမလေး ဟုတ်လား 9000ကျော်လောက်ထိရှိရဲနောက်ပြီးတော့ဒီကာလာဆိုရင် တော် ဟုတ်ကဲ့ ဈေးတော့ဂျဲကာလာအမျိုးအစားပေါင်း9000ကျော် 9000ကျော် အိုးအများအရွယ်ဒီမှာဒါတွေကိုရီးယားဂျဲဆူကကြိုက်တယ်ဒါလေးတွေရှိတယ် ဒီကိုင်းဆိုအရန်ဆိုရအဆိုင်မှာ ကိုလည်းကြိုက်တယ်အဲ့ဆိုရိုးရှင်းလေးနေလာတာနော် quality လေးကောင်းတယ် quality လည်းကောင်းတယ် တစ်လားလောက်ထိက AC ခံတယ် အော်ဒီမှာကျတော့ဒါအမျိုးအစားအများကြီး ဟုတ်အမျိုးသားအများကြီးဒါလေးဆိုဈေးနှုန်းလေးတွေက6000ကနေပြီးတော့ဗောနော်3000ထိရှိရဲရှင် ဒါ ဟုတ် လေးတွေရှိတယ်အမျိုးအစား9000ဆိုတော်တော်များတာပါ ဒါလေးဆို3ယောက်ချက်ကအိုင်းနေဆိုင်မှာအမေးများဆုံးနဲ့အဆိုးများဆုံး 3ယောက်ချင်း ဟုတ်ကဲ့ ဟုတ်တယ်နော် 3ယောက်ချက်ကအိုင်း အယောင်ကသူကရော အရှောင်းကတော့3ယောက်လောက်ကိုပြောင်းလာ ရှားတယ်အဲ့ဒါကြတော့ဒါကြီးလည်းရတယ်တော့အစုံရတာပေါ့အခုနောက်ပိုင်းလုံးဝ trend ဖြစ်နေရမှတည်းအကုန်ရ ဟုတ်ကဲ့ဟုတ် အော်ဒီဟိုဘက်တောင်မှာတစ်ခုတွေ့တာလေခင်ဗျပြဒီမှာ ဒီ ဒီ ကကြတော့ ဒါလေး creation လေးတွေပေါ့ creation တွေလုပ်လို့ရတဲ့ဆိုင်ကရှား customize ပါတယ် customize လေးမှာလို့ရရရှင်ဟုတ် ဒါကြတော့ခင်ဗျတို့ဘောနော်မင်းသားမင်းသမီးတွေကစနော်နောက်ပြီး model တွေcreation လုပ်လို့ရတယ်မိုက်တယ်နော် design ပိုင်းလေးနဲ့ပတ်သက်ပြီးအုံနောက်60ရမလို့ပေါ့နော် customer လာတာနဲ့ကြိုက်တဲ့ design လေးတွေကိုကြည့်ပြီးတော့ရွေးချယ်လို့ရတယ်ဒါလေးဆို accessory လေးတွေဆိုလည်းအစုံနေနော်မတို့ဒီမှာကျတော့တန်ရှင်းမှုအပိုင်းတွေကကျတော့ဒီ hygiene ကိုဦးစားပေးတဲ့ဆိုင်ဖြစ်လို့ပေါ့နော်မိုးလင်းတာနဲ့ artist လေးတွေရဲ့ချင်းလေးတို့တန်ရှင်းလုပ်တဲ့အပြင်မှာ customer တယောက်နဲ့တယောက်ကင်ပြီးတိုင်းအောင်ပေါ့နော်ပိုးသက်ဆက်တဲ့အမြဲတမ်းပိုးသက်တယ်ရှင်ပိုးသက်တဲ့အချိန်လေးကိုတော့ customer ပြန်ပြီးဆောင်ပေးရတယ်ရှင် အဲ့လိုမျိုးတော့လုပ်ပြီးအဲ့ဒါလေးလည်းကောင်းတာပါနော်ပြီးတော့လက်သေးနဲ့ပတ်သက်ပြီးတော့ဒီမှာလက်သေးဆိုးတာဗာညာအစုံရတဲ့ပြင်နောက်တခြားဘယ်လိုမျိုးလေးရသေးလဲ ဒီမှာကျ hand spa ပေါ့လက်ပေါင်းတင်တာလေးတွေလည်းရတယ်ဟုတ် အဲ့နော်တခါကျရင်ခင်ဗျတို့လက်လေးတွေလည်းလေမျက်နှာတွေလူဘုံလုံးတွေပဲပေါင်းတင်နေကြတယ်လက်ကလေးတွေလည်း ဟလာလက်ရေးချောင်းလေးတွေပေါ့နော်လက်ရေးချောင်းလေးဆိုပါသွားတယ်ဒီလက် ကအတမာလေးတွေပေါ့အတမာလေးဆိုပါသွားတာမျိုးဒါပြလက်လေးဆိုဖော့ဖြောင်းလိုမျိုးလေးနူးညံ့သွားတာမျိုးလေးပါ အဲ့လိုလေးလည်းရ ဟုတ်ကဲ့ဟုတ် extension ဆိုရင်လည်းဈေးနှုန်းအစားစားရှိရရှင်ဟုတ်အရင်သက်သာတယ် သဘောကျတာတကူကတော့သူက6000လောက်ထဲက6000လောက်ကစတာကွာအမစလုပ်မယ်ဆိုလို့ရှိရင်အဲ့တော့မျိုးစုံအစားစားရှိရယ်ဈေးနှုန်းကတော့လုံးဝသက်သာစီရမယ်လို့ခင်ဗျတို့သဘောကျနေတာ
ဒါကကျတော့ facial ဘိုင်း ဒါ ပေါ့ ဖြစ် နော် ရှယ်ကန်လေး သွားကြနေရာလေးကိုသဘောကျရသလားစောင့်ဝင်လာတဲ့စိတ်ငြိမ်အေးချမ်းခါကျိုးဆိုဒီမှာသိကြတဲ့ facial treatment လုပ်နေအိပ်ပျော်သွားမှာဟုတ်ဆိုအေးချမ်းအဲ့လိုခံစားစိတ်ငြိမ်ရနော်ဒီမှာ facial treatment လုပ်မယ်ဆိုလို့ရှိရင်ဘာတွေရရလဲဘာတွေလုပ်ရ ဒီမှာကျတော့ skin နဲ့ပတ်သက်တဲ့ treatment ပေါ့နော်အစုံရတဲ့အပြင် street light ထိထားတာတွေ skin passion နဲ့နောက်ပြရင် watch channel နဲ့ပတ်သက်ပြီး break out ဖြစ်ထားတာတွေနောက်ပြရင်မှဲ့ဖြတ်တာတွေကာဗွန်လေဆာလူကြိုက်အများဆုံးကတော့ကာဗွန်လေဆာနဲ့ BB glow လေးပေါ့နော်လူကြိုက်များတယ်အစုံရတာပဲအများကြီးပဲဒီမှာခိုင်ချိုဖတ်ကြည့်နေတာဈေးနှုန်းလေးတွေကသွားတောင်းမနေနဲ့2000 1000 ဈေးနှုန်းလေးတွေကလည်းဟုတ်တယ်2000ကနေပြီးတော့8000ထိရှိရရှင်ဈေးနှုန်းလေးတွေလည်းဖက်ဖြစ်အောင်လုပ်ပေးထားရရှင်ဟုတ် မှဲ့ဖြစ်တာကတော့1000ပဲရှိရတော့မှဲ့ပဲဖြောက်လို့ရတာပါမေးဖြောက်လို့တော့မရနိုင်ပါဘူးအဲလေဟုတ်ပါဘူးမှဲ့ဖြတ်ခြင်းဖြတ်လို့ရတယ်ဒါလည်းရှားရတယ်လားဟိုစိုင်တိုင်းမရအောင်เนาะကြည်လားအော်တဲကူဆိုတာလေနာမည်ကြီး တဲကူကတော့လုံးဝပြင်သစ် brand ပေါ့ luxury brand အဆင့်10ဆင့်တော့ပါရှင်နောက်နေ့ဆိုရင် make up on မဲ့သူဆိုရင်တဲကူ luxury brand ကိုယူလိုက်တာနဲ့ treatment ကိုယူလိုက်တာနဲ့နောက်နေ့ make up လိမ့်တဲ့အချိန်မှာဆူဆူအီလေးဖြစ်သွားစေရတယ်ဒါဆိုလို့ရှိရင်ခိုင်ကျိုအကြံပေးချင်တာကလေသူတို့သားသူတို့သမီးလေးတွေပေါ့အဓိကလုံးဝလုံးတင်တယ်နော်ဒါပြီးတော့အဲ့ဒါနာမည်ကြီးတယ်အပြင်မှာဈေးရမ်းကြီးတယ်ဟုတ်တယ်အပြင်မှာဆိုရင် तू က3သိန်းကျော်လောက်ထိကိုပေါက်တာပေါ့နော်အော်မှာ4ဆင့်နဲ့ထည့်တာအမတို့ကကြောက်10ဆင့်ထည့်ထားအပြင်မှာဈေးနှုန်းလေးက6000ပဲယူထားပေးရရှင်ဒီဆက်တရားဒီဆက်တွေကကြောက် AD ဆက်လေးပေါ့ညနာပေါင်းတင်တဲ့ဆက်လေးပေါ့ AD အလင်းခုထုံနဲ့ရရရှင်ဟောမျိုးစုံရဒီမှာလည်းဆက်တွေတွေ့ဟုတ်ကဲ့ဒါပါဆက်တွေကိုဟန်ပါဆက်လေးပေါ့ရှည်တက်ပြည့်မယ်နောက်ပြန်စားဝတ်ချန်ထုတ်မယ်ရှင်ဟုတ်စားဝတ်ချန်တွေပါလေထုတ်လို့ရဟုတ်ကဲ့ဟုတ်ဒါကြောင့်စားဝတ်ချန်ကကြတော့အမတို့ရှိမှတီးတန့် service use ရတော့မလို့ဒီ D cleansing ဆက်မှာစားဝတ်ချန်ထုတ်တာတွေညနာအစိတ်ထုတ်တာတွေကစ free လုပ်ပေးရရှင်အားရကောင်းတော့မြဲလာနေကြဒီမှာ customer ရှိတယ်မိတ်ဆက်ပေးရအောင်တခါရနော်ညီမဟေး customer ဆိုတော့တော့ customer review မေးရမယ်လေနော်ဂျာကြီးဟုတ်ပဲလေ customer review အစ်စ်တွေသိရတော့မယ်ဒီမှာလေအမချိုးလိုက်တာအေးလို့စားပြောဘယ်နေရာနေလာပြီးတော့ဒီမှာဟိုလာလုံးနေကြလဲဘယ်မျိုးနေမှာလဲရွှေပြည်မှာပဲစိုက်ဖွင့်လာဆိုတော့ဒီမှာစိုက်စားဖွင့်နေတာအမဒီပေါ်မှာချင်းစော့တော့လေဩဒီမှာစားဖွင့်နေတာအမစားလုပ်ဖြစ်တာဟုတ်လားဘယ်နှစ်လောက်ရှိသွားလဲ3နှစ်နီးပါးလောက်ရှိတယ်3နှစ် customer ဆိုလုံးဝ customer အစ်စ်ပဲအမဆိုတမဘာမှမပြောသူတို့နားနဲ့ဘလို့လိုက်မမေနဲ့ဘာလိုက်နိုင်မယ်လို့ပြောချင်သူတို့အားလုံးရွေးချယ်ပြီးသူတို့ပဲအပ်တာကိုတခါတည်းအပ်လိုက်အောင်ပဲနော်ဗာမျက်နှာလေးကြာပြီးတော့တခါတည်းဆက်လိုက်ပေါ့အဲ့ကြာရှည်ရောခံခံနေဟောအဓိက3နှစ်နီးပါးတော့ဒီဆိုင်ကိုရွေးချယ်ဆိုတော့အကြောင်းရင်းတော့ရှိပါပဲလေနော်အဲ့ဘာကြောင့်ရွေးချယ်ပြကြလဲပေါ့ဒီဆိုင်မှာအစတာစပြောမယ်ဆိုင်ရှင်ကစချစ်တယ်။အော်ဆိုင်ရှင်ကစချစ်တယ်။ဂျာကြီးဆိုရင်လည်းတော့ကောင်းတယ်ပေါ့ဝင်ဆောင်ပေါ့စိတ်ချမ်းသာရတယ်။ကိုနှိမ့်ခင်းပိုင်းဆိုဒီမှာမီးတွေတိတ်မမှန်။ဟုတ်။မမှန်တဲ့ခါကျရင်ကိုလက်သေးလေးတစ်ချောင်းကျွတ်တာစားဒီဆိုင်မှာ solar station တက်ထားတဲ့ခါကျတော့အရန်အေးတယ်ပေါ့တစ်ချောင်းကျွတ်တာစားအမဒီမှာလာပြီးမှ coffee တောက်ပြီးဟုတ်တယ်အဲ့ဒီခုတော့သတိထားမိရတော့ဒီမှာလေအဲ့လိုနားနေတဲ့နေရာလေးတွေလေတော့နေရာကျဲတယ်နေရာကျတော့အေးစစ်စစ်ပေါ့အဲ့လိုပြုံအောင်ပြီးအဲ့လိုမျိုးကြက်သိမ်းတယ်မျိုးမရှိဘူးเนาะအေးစစ်စစ်လေးဖြစ်တယ်အဲ့ဆိုမေးမယ်30မှာအမှတ်30မှာဆိုဘယ်နှမှတ်ပေးမလဲဂျာကြီးဟုတ်ပဲလှည့်လိုက်တော့လုံးဝဆက်မှတ်လုံးပါပဲအိုးဆက်မှတ်လုံးပဲပေးရတယ်ကဲအရန်ညွှန်နေပြီခိုင်ဆိုလဲဟိုအရန်သိနေပြီဆိုတော့ဟိုဘက်ချမ်းမှာခိုင်ဆိုအခန်းလေးတွေသွားကြည့်လိုက်အောင်မယ်เนาะကျေးဇူးတော်ပါတယ်ပြောပြပေးရဟုတ်ကဲ့ပါဒီမှာကြည့်လိုက်ပါခိုင်ဆိုအဓိကလုံးမဲ့အရာပေါ့နော်မျက်နှာတွေမကောက်တကူလုံးကြည့်လိုက်ပါဖြူလို့ရတဲ့နေရာဖြူခြင်းတဲ့ပါဆိုတဲ့နေရာမှာများအကုန်ဖြူလို့ရတယ်ဟိုကြားဒီကြားအကုန်လုံးသူကဒီမှာတော့ဘာတွေရရလဲဒီမှာကျတော့ Lycon ပေါ့ Lycon Australia brand ဖြစ်တဲ့ Lycon တစ်မျိုးလေးပဲသုံးတယ်အမတော့ Western မှာဆိုရင်ပေါ့နော်သူကကျတော့ဘာထူးခြားလဲဆိုတော့ဒီအမွှေးထွန်းတော့တိတိတတ်တာနှေးသွားတဲ့အပြင်သူကဟိုလောက်ဖန်များလို့အကျင့်ကြီးများလာတာနဲ့အများ baby hair ပဲထွက်တော့တာမျိုးအပြင်သူ Lycon မှာဆို skin care effect ပါတဲ့အတွက်လုပ်ပြီးသွားပြီဆိုတာနဲ့ပေါ့နော်ဂျိုင်းမှာအသီးထားတာ include ထဲထွက်တာတွေပါလုံးဝယောက်ျားလေးရောလာလုပ်လို့ရလားရတယ်ညီမလေးတချို့မျိုးသားဆိုဂျိုင်းဝယ်စင်လာလုပ်တယ်ဒီ mouth shape ပေါ့နော်ဒီနှာခမ်းမွေးတွေအစားအကုန်လာလုပ်ကြရရှင်။မှာတော့ Australia brand ဖြစ်တဲ့ပေါ့နော် Lycon တစ်မျိုးတွေပဲသုံးနေရှင်ဟုတ်ဒီမှာလုံးဝစိတ်လက်အေးပေါ့အဓိကတော့သူမိန်းကလေးပဲတီးတန့်ကလေးနာလုပ်လို့ရတာဆိုတော့ပို့ပြီးတော့စိတ်ချလက်ချပေါ့ယုံကြည်ကြည်လုပ်လို့ရတယ်ဒီမှာအဲ့တော့အဲ့ဒါစမ်းနေတယ်ကဲအဲ့တော့ဟိုဘက်သွားအောင်ဒီမှာဒီနေရာထဲမဟုတ်တော့ကျဲတယ်တလားနားနေဘက်ဒီဟိုဘက်ဒီလည်းရှိတယ်လာသွားမယ်ဒီမှာနေရာတွေအများကြီးပဲဒီဝင်နာနဲ့ခိုင်ကျိုဒီအခန်းလေးလည်းသဘောကျရတယ်တလားဆိုတော့
ငြိမ်စိတ်အေးချမ်းတယ်เนาะဒီမှာလဲ ဒါကလုံးဝ relax လုပ်လို့ရတဲ့နေရာပေါ့နော်လုံးဝအနားယူအေးချမ်းချမ်းနဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့အနားယူလို့ကောင်းတဲ့နေရာလေးပါရှင် ဒီမှာကျတော့ဒီ body ဘိုင်းနဲ့ပတ်သက်ပြီးဘယ်လိုမျိုးတွေလုပ်လို့ရလဲပေါ့ body spa ထဲမှာဆိုရင်တော့အမားတို့ကပေါ့နော် organic body spa ရှိမယ်တကယ်လို့ brand ကြိုက်တတ်တဲ့သူတွေဆိုတော့ဆို BCL ရှိမယ်နောက်ပြီးတော့ Lycon brand နဲ့လုပ်ပြီးရလေးရှိရရှင်နောက်ပြီးကြရင်အထူးကြဆုံးပေါ့နော်ရှစ်ပီတာထဲမှာပဲရှိတယ်ပေါ့နော်အမားတို့ဆိုင်တစ်ဆိုင်ထဲမှာရှိရ maternal body spa ဆိုပြီးတော့ကိုဝင်တဲ့မိနေတဲ့အတွက်ပေါ့နော်ချွေအောင်လို့ရတယ်ပေါ့နော်တိုင်းရင်စီသဘာဝတိုင်းရင်စီစစ်နဲ့ပေါ့ secret တိုက်ပြီးရတယ်အဲ့ဒါတကယ်အရန်ဟွာဖြစ်တော့ ဆိုလည်းဈေးနှုန်းလေးကလုံးဝ fresh ဖြစ်တယ်4000နဲ့8000ပဲရှိဟာစကြောတက်ကြီးပေါင်းပေါ့နော် screen တိုင်းအကြည့်များတဲ့သူတွေဒူးနာခါနာပေါ့တက်ကြီးရွယ်တွေကွန်ပျူတာသမားတွေဂိမ်းဆော့များတဲ့သူတွေဆိုတော့လည်းအရန် လူငယ်ကနေလူကြီးစီပါအကုန်လုံးလုပ်လို့ရတယ် အခန်းက9ခန်းတောင်ရှိရရှင်ဟုတ် body spa လုပ်မယ်ဆိုတကယ်ချင်းတွေပဲတကယ်ချင်းတွေပဲဆူလာလေးရရရှင် ဟုတ်လို့ဆူလာလေးရတယ်နော်တစ်ချက်ပဲဟိုပါပေါ့နော်လူများတာတွေပါဖြစ်တတ်တဲ့အကြောင်း ဟုတ်ကဲ့ဟုတ် booking လေးတော့ကြိုတင်ထားပို့ဆင်ကြည့်ပါရှင်ဟုတ် ကဲစောင့်တာဝင်ကြစုကွယ်လာပါအဲ့တော့ဒီအားလေဒီစောင့်တာတွေပဲဝင်မှာဆိုချက်သက်ပေးရလား မပေးရအောင်ရှင်ဒီ body spa ထဲမှာဆိုရင်လေညီမလေးစောင့်နာပါခါရဲပါပြီးသားပေါ့နော် scrub ရောစောင့်နာရောအကုန်ပါပြီးသားအမတို့ကတစ်ခုချင်းစီခွဲယူတာမျိုးမရှိဘူးဟုတ်စောင့်နာထဲမှာဆိုရင်လည်းတဘာဝဆေးမြစ်ဆောင်ပေါ့တိုင်းရင်ဆေးမြစ်ဆောင်အကုန်လုံးထည့်ပြီးတော့မှစောင့်နာပေးထိုင်တာ ကဲဒီနေ့တော့ခိုင်သူကလုံးဝနော်အေးစစ်စစ်အလားတွေအကုန်လုံးလို့ရတယ်အဲ့ဒါပြင်အေးစစ်စစ်အနားယူလို့ရမယ်နေရာလေးကိုခိုင်သူတို့ပြခဲ့တာအဓိကခိုင်သူမေးချင်တာရှိသေးတယ်ဒီမှာလေးကားဆမ်မာတွေများတယ်ပေါ့တည်ထားတယ်ပေါ့နော်ကားဆမ်မာတွေအကြိုက်ဆုံးသူတို့လူကြိုက်အများပြီးတော့ခဏသူတို့လုပ်တဲ့အရာဘာရှိလဲ eyebrow tattoo လေးရှင်ဟုတ် မား တော့ eyebrow tattoo လေးကနာမည်လေးရရရှင်ဟုတ်လူကြိုက်လေးများကြတယ် eyebrow tattoo ရှိတယ် eyeliner ရှိတယ် lip color eyeliner လည်းရှိသေးတယ်ဟုတ်ကဲ့ဟုတ်အခုဆို promotion လေးတောင်ရှိသေးတယ် eyeliner လည်းလုပ်လို့ရတယ် lip color ကျတော့စိတ်ဝင်စားတယ်အဲ့ဒါလေး ဟုတ် lip coloring လေးဆိုရင်ပေါ့နော်သူဆိုရင်နှာခမ်းဟောပေါ့နော်အညိုဖြောက်ပေးတာပေါ့ပထမတစ်ချိန်ထဲမှာတင်ပဲအညိုတိတိတတ်တာပျောက်သွားတာမျိုး နှာခမ်းသားတွေညူမဲရင်ခါကျတော့နှာခမ်းတွေဆိုရင်အယောင်မထွက်ဘူးတိလားပြီးတော့မကောင်းပေါ့နော်ဒါဆိုဒါလေးပါလုပ်လို့ရတယ် ဟုတ်ကဲ့ရှင်ဟုတ်ဆေးရလဲဂျာမနီဆေးစစ်တစ်မျိုးတွေပဲသုံးပေးရရှင် အဆောင်လုပ်လို့ရတယ်လက်သေးခြေသေးနောက်မျက်နှာပေါင်းတင်မလားနောက်ကိုယ်လုံးပိုင်းနောက်ပြီးလို့ရှိရင်ခုနပြောမျက်လုံးဒီမျက်ခုံးအကုန်ရ ဟုတ်ကဲ့ရှင် နော်ဒီမှာအကုန်လုံးရရနော် ဟုတ်ကဲ့ရှင်ဟုတ်ဒီမှာဆိုကျွမ်းကျင်နေပေါ့နော် spa ဘိုင်းမှာဆိုရင်ဟိုဟာကျွမ်းကျင်တဲ့ spa therapist တွေကင်ပြီးတဲ့အပြင်ပေါ့နော်မျက်နှာဘိုင်းမှာဆိုရင်ကျွမ်းကျင်တဲ့ nurse ဆရာမလေးကင်ပြီးတဲ့အတွက်စိတ်ချလက်ချနဲ့ဟိုအနားယူအေးစိအနားယူဒါလည်းအရေးကြီးရလေဘာလို့ဆိုခင်ဗျတို့လုပ်တဲ့ခါကြလို့ရှိရင်အဲ့လိုမျိုးပေါ့ခုနပြောသလိုဒီမျက်တောင်မျက်ခုံးတတူတာတွေကကျွမ်းကျင်တဲ့သူတွေလုံးမပို့ပြီးတော့လဲလှတယ်ပို့ပြီးတော့လဲစိတ်ချရတယ်နောက်ပြီးတော့ခင်ဗျတို့သိကျင်တာလေဖွင့်နေပိတ်တဲ့အချိန်ဒါသိကျင်တာဒါမှအဲ့ဒါလေးပြောပြ ဆိုင်ဖွင့်ချိန်လေးကကြတော့မနက်9:00နာရီကနေပြီးတော့ည8:00နာရီထိပါရှင်ပိတ်ရမရှိဖွင့်ပါရှင် booking တင်ရော booking တင်တော့1ရက်လောက်တော့ကြိုတင်ပေးပါရှင် 1ရက်လောက်ကြိုတင်ပါ online နဲ့တင်လဲရ ဟုတ်ကဲ့ရှင်ရပါတယ်ရှင် page နာမည်ကကြတော့ဘယ်လို page နာမည် page နာမည်လေးကကြတော့နေဟောက်ပိုင် Grace ပါရှင်အဲ့နာမည်နဲ့ပဲရှာပြီးတော့ online နဲ့တင်ချင်လဲရတယ်ဖုန်းနံပါတ်နဲ့တင်ချင်လဲရတယ်တရက်ကြိုတင်ရပြီဒီနေ့တရားရှင်းပြမယ်လို့ဂျာကြီးလည်းကျေးဇူးတင်ပါတယ် ဟုတ်ကဲ့လာရောက်အဖေရဲ့အတွက်လည်းညီမလေးကိုကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါခင်ဗျစိတ်ဝင်စားတာတွေတွားလို့အောင်ဂျာကြီးနဲ့တူတူသွားတော့မှာလားဂျာကြီးလား